မင်္ဂလာပါမိတ်ဆွေများကျွန်တော်အခုပြောပြပေးသွားမှာတော့ဒီထိုင်းနိုင်ငံမှာကားဝယ်ပြီးသွားရင်စံကယ်ဝယ်ပြီးသွားရင်ကျွန်တော်မဖြစ်မနေလုပ်ရမယ်3ချက်ရှိပါတယ်နံပါတ်1ချက်ကကျွန်တော်တို့ဒီကားစံကယ်ဝယ်လို့ရဒီ owner ဘုတ်ထဲမှာဆိုရင်မိမိနာမည်ပေါင်းပြောင်းပေးရပါတယ်ထိုင်းနိုင်ငံသားရောဒီစံကယ်နာမည်ပြောင်းတာကားနာမည်ပေါင်းပြောင်းတာရောအထွေထူးမလို့ဘူးတို့ကဒီ citizen ဖြစ်တဲ့အတွက်ဒီစာရေးစာတမ်းတွေကအထူးတလည်းမလို့ကျွန်တော်နိုင်ငံသားတွေကြတော့ဒီ visa ရေလိုမယ်ဒီနေထိုင်ရာ resident certificate တွေလိုမယ်ဒါရေးရှိရင်မိတ်ဆွေကဒီနာမည်ပြောင်းဖို့အတွက်ဒီအချက်လက်တွေစုံနေမယ်ဆိုရင်တော့ပြောင်းဖို့ကကျွန်တော်ကအားပေးပါတယ်ကျွန်တော်ဒီထိုင်းနိုင်ငံမှာကားရေးဆိုင်ငယ်တွေကိုမိမိပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုမိမိနာမည်ပေါင်းပြောင်းထည့်လိုက်ခြင်းအပြင်ရရှိမဲ့ခံစား권တွေရှိရပေါ့နော်အဓိကအပြင်တော့ကျွန်တော်တို့ဒီမိပိုင်းတွေမှာပဲဖြစ်ဖြစ်မျိုးတွေမှာဖြစ်ဖြစ်မြို့ပြင်မှာဖြစ်ဖြစ်ဒီမိပိုင်းတွေမှာမင်းနေမိတာတို့ဒီမင်းတွေကနေပြီးတော့ဒီလမ်းကူးမရဘူးပေါ့နော်ဒီရေစီးကန်းလမ်းစီးကန်းကိုကဒီမတော်မဆားဒီကျူးလွန်ခဲ့ရင်တော့နာမည်ပြောင်းထားတဲ့အတွက်ဒီတက်ဆိုင်ကနေပြီးတော့တန်ကြီးကိုမိမိအိမ်ကိုပို့ဆောင်ပေးပါတယ်မိမိကအဲ့အခါကျရင်ဒီသူပို့ဆောင်တဲ့ခါကျရင်ဆိုတော့ဒီနာမည်ပြောင်းတဲ့အတွက်ကျွန်တော်ကဒီမိတ်ဆွေပိုင်ဆိုင်တဲ့စာအုပ်ထဲမှာဆိုရင်မိတ်ဆွေရဲ့ဒီအိမ်လိပ်စာရှိမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်အဲ့ဒီလိပ်စာကိုဒီတက်ဆိုင်ကနေတန်ကြီးစာရဲ့ပို့ဆောင်ပေးပါတယ်အဲ့ဒီအတွက်ကြောင့်မိတ်ဆွေကကိုကျူးလွန်ခဲ့ဒီ file တွေကိုအလွယ်တကူနာမည်ဆန်ဆန်ဆောင်လို့ရနိုင်ပါတယ်နာမည်ပေါက်ပြောင်းခြင်းအပြင်ကျွန်တော်တို့ဒီနိုင်ငံသားတွေဒီမြန်မာပဲဖြစ်စေကျန်တဲ့နိုင်ငံသားတွေပဲဖြစ်စေမိပေါက်ပြောင်းမဲ့ဆိုရင်ထိုင်းနိုင်ငံမှာမဖြစ်မနေလိုအပ်တာရောဒီဗီဇာလိုအပ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီစာအုပ်ထဲမှာဒီပိုင်ဆိုင်တဲ့စာအုပ်ထဲမှာဒီနေလိပ်စာထဲမှာဖြစ်တဲ့အတွက်ဒီ resident certificate တခုလိုပါတယ်ဒီ embassy ပဲဖြစ်စေတိုင်ယုံကပဲဖြစ်စေဒီ immigration ပဲဖြစ်စေအဲ့လို certificate လေးလိုအပ်ပါတယ်နောက်နံပါတ်2ချက်ဆိုရင်ဖြင့်ကျွန်တော်တို့အာမခံထားရှိဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဒီဘန်ကောက်လိုဒီကျင်သွားရင်လာများတဲ့ဒီ traffic များတဲ့မြို့မှာဆိုရင်ဒီမိမိပိုင်ဆိုင်တဲ့ကားရေးဆိုင်ငယ်တွေကိုအာမခံထားတာဆိုရင်မိတ်ဆွေတို့တက်ပို့ပြီးတော့အဆင်ပြေပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကဒီနိုင်ငံသားလည်းဖြစ်တယ်ဒီဘာစကားအခက်အခဲလည်းရှိရပါဗျာတကယ်လို့မတော်မဆားဒီတစ်ဖက်ရင်ကိုတိုင်းပြည်ရပဲဖြစ်စေတစ်ဖက်ရင်ကိုယ်ကိုတိုက်ပြရပဲဖြစ်စေကျွန်တော်ကအာမခံမရှိတဲ့ခါကျရင်ဒီကိစ္စရေးဖြစ်တဲ့ခါကျရင်အခက်အခဲဖြစ်နိုင်ပါတယ်ထို့ကြောင့်ဒီအာမခံထားဖို့ကကျွန်တော်တို့လိုအပ်ပါတယ်အမေကွန်းအများဆုံးတစ်ခုအောင်ဒီနံပါတ်3ချက်ပေါ့နော်ဒီတော့ဒီဆိုင်ငယ်ပဲဖြစ်စေကားပဲဖြစ်စေကျွန်တော်အသုံးပြုတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ဒီအသုံးမပြုနေတဲ့ခါကျရင်ပြန်လဲရောင်းချတဲ့ခါကျရင်ထိုင်းနိုင်ငံမှာရှုံးလားမြတ်လားပေါ့နော်အဲ့ဒီအမေကွန်းကိုလည်းဖြေပေးပါမယ်အဓိကအပြင်ကျွန်တော်ကဒီကျွန်တော်တို့အသုံးပြုစက်ပစ္စည်းတွေကဒီဝယ်ရတဲ့အတိုင်းပဲဒီဖြစ်မယ်ဒီတက်မှတ်ထားတဲ့ဒီ structure တွေလည်းဒီရိုးစစ်လေးလည်းလှမယ်အင်ဂျင်ကလည်းကောင်းတယ်ဆိုရင်တော့ဈေးရန်တစ်ခုမှပြန်ရနိုင်ပါတယ်မိမိရဲ့ဒီ marketing scale ပေါ်လည်းမူတည်ရပေါ့နော်ကျွန်တော်တို့ကဒီပစ္စည်းချင်းတူရင်တော့ကျွန်တော်ရောင်းချတဲ့လူတွေမတူရင်ကျွန်တော်တို့ပြန်ရမယ့်ဈေးနှုန်းတွေကကွဲလဲမှုတွေရှိနိုင်ပါတယ်ပေါ့နော်โอเคကျွန်တော်ကဒီအသုံးပြုပြီးသွားတဲ့ကားရဲ့ဆိုင်ငယ်တွေကိုပြန်လဲရောင်းချတဲ့ခါကျရင်ဒီရှုံးလားမြတ်လားရောဒီအသုံးပြုထားတဲ့ဒီလက်ရှိပကတိကားရဲ့ဆိုင်ငယ်အခြေအနေပေါ်လဲမူတည်ရပြီးတော့ဈေးကွက်ပေါ်လဲမူတည်ရပြီးတော့ဒီရောင်းချတဲ့လူရဲ့ဒီ marketing scale ပေါ်လဲမူတည်ရသူရဲ့ဒီ social ပေါ်လဲမူတည်ရပါတော့เนาะအဲ့လိုလေးကွာခြားချက်ရှိမှာပဲကျွန်တော်ပြောလို့ပစ္စည်းချင်းတူရင်တော့ရောင်းချတဲ့လူမတူရင်ဈေးနှုန်းကွာခြားချက်ကရောရှိပါတယ်အဲ့ဒါလေးပဲကျွန်တော်ကကောင်းစားသိဖို့လိုပါတယ်ထို့ကြောင့်ကျွန်တော်တို့ကဒီထိုင်းနိုင်ငံမှာကားဆိုင်ငယ်ဝယ်ပြီးရင်မဖြစ်မနေ3ချက်လေးကိုတည်ထားဖို့လိုပါတယ်နံပါတ်1ချက်ကတော့ဒီပိုင်ဆိုင်တဲ့ owner ဘုတ်ထဲမှာဆိုရင်သုံးဆွဲတူရဲ့နာမည်ပေါက်ပြောင်းစေချင်ပါတယ်မဖြစ်မနေပြောင်းအောင်မဟုတ်ပေမဲ့လေပြောင်းလိုက်ရင်တော့ပို့ပြီးတော့မိတ်ဆွေတဲ့အဆင်ပြေပါတယ်နံပါတ်2အချက်ကတော့ဒီအာမခံထားစေချင်ပါတယ်ကိစ္စတစ်ခုအစီအစဉ်ဖြစ်တဲ့ခါကျရင်အာမခံပါတိုင်းမိတ်ဆွေတွေပို့ပြီးတော့လွယ်ကူချုံးမိပါတယ်နံပါတ်3ချက်ကတော့မိတ်ဆွေတို့မေးတဲ့ဒီကားကြီးပြန်ရောင်းတဲ့ခါကျရင်စံကနေပြန်ရောင်းတဲ့ခါကျရင်ဒီအရှုံးမြတ်တွေကတော့မိတ်ဆွေပေါ်လဲမူတည်လို့မိတ်ဆွေရဲ့ပစ္စည်းပေါ်လဲမူတည်ပါတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့တဘောပေါက်ဖို့လိုပါတယ်ကျွန်တော်တို့ဒီဘုန်းတူဘိုက်မှာဆိုရင်လည်းဒီနံပါတ်1ချက်ဖြစ်တဲ့ဒီကားရင်နာမည်ပြောင်းတာကိုလည်းကျွန်တော်တို့ဝန်ဆောင်မှုပေးပါတယ်နံပါတ်2ချက်ဖြစ်တဲ့ဒီအာမခံတွေလိုအပ်ရင်လည်းကျွန်တော်တို့လိုက်ပြီးတော့လိုက်လံဆောင်ရွက်ပေးပါတယ်နံပါတ်3ချက်ဖြစ်တဲ့ဒီကားရဲ့ဆိုင်ငယ်တွေပြန်ရောင်းတဲ့ခါကျရင်လည်းလက်ရှိပေါက်ဈေးအတိုင်းဈေးရန်တစ်ခုတက်မှတ်ပြီးတော့ကျွန်တော်တို့တွေပြန်လည်ဝယ်ယူပေးပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်